လာပါကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့တထဲအိမ်စောင့်မှာဖြစ်ပါတယ်ခင်ဗျာဒီမှာကြည့်လိုက်အကြီးရွယ်ဒီအိမ်ကြီးတော့ကျွန်တော်တို့တစ်သားနဲ့ပဲတုံးပြီးစောင့်ပါပေါ့နော်တခြားဟိုအသေးကြီးရဲ့ဟာတွေမလိုဘူးအဲ့တော့လူတိုင်းစောင့်လို့ရတယ်ဒီမှာရေကူးကန်အောင်ပါပြည့်ဟိုโอเคဒီနေ့ကတော့ကျွန်တော်တို့ရဲ့ Chipacraft episode 9လေးပါခင်ဗျာဒီနေ့ကျွန်တော်တို့ရွာကိုတွားရအောင်မယ်ရွာမှာကျွန်တော်တို့ game မှာစောင့်ခိုင်းတာလူတွေထွက်ပြေးသွားလားလို့ Hello တိုးတယ်မင်္ဂလာပါဒီနေ့တော့မင်းတို့အစားအစာမကြွေးတော့ဘူးရွာကိုတွားအောင်မယ် sorry ပါနွားတွေရောပဲကျွန်တော်ပြမယ်နော်ဒီပုံးလေးထဲမှာကျွန်တော်ဘာရှိလဲပြမယ်ဒီမှာတစ်သားတွေဟူကျွန်တော် like ခုတ်ထားတာဒီမှာဖန်လဲ64ခုပါတယ်အဲ့တစ်သားတွေကခဏကြာရင်ကျွန်တော်တို့အိမ်အကောင်းစားဆောင်မှာတထဲအိမ်နော်ရေကူးကန်လဲပါရမယ်ပြီးတော့ဝရန်နာတွေဘာတွေပေါ့ကွာဟိုမှာလင်းပြန်ကိုတွေ့ရင်ဘာလုပ်ရမလဲဘယ်ဘက်ချောင်းချိုးလိုက်ငါမေ့နေမီးတိုင်းတွေယူသွားမယ်လေနော်မနေ့တော့ရွာသားတွေကိုလေဂရိပေးခဲ့ရလေကျက်စစ်မီးထုံးပေးမယ်ဆိုတော့ဂရိပေးခဲ့အခုဒီမထုံးရသေးโอเคဂတိတီအောင်လုပ်ပါမယ်ကျွန်တော်တို့ရဲ့တောင်မှာတော့ဒီမှာလျှက်စစ်မီးကြီးကျွန်တော်ထုံးတာတွေ့ရဟိုမီးတိုင်းတွေအများကြီးလျှက်စစ်မီးโอเคစုစုပေါင်း test stack နဲ့26ထုတ်ရတယ်ဒီမှာအဲ့ဒါကိုယူသွားမယ်ရွာကိုပြီးကျွန်တော်တို့ပြောရရှိသေးရွာမှာနော်ကျွန်တော်မှာဒီဟာလေးပါတယ်ဒီမှာဆိုင်းလေးပေါ့နော်ကျွန်တော်ဘာလုပ်မှလဲဆိုတော့ကျွန်တော်ပြပြမယ်အော်ဟိုမှာဘီးတွေအများကြီးပဲအိုးဟူဒီနာနေဖို့ကောင်းတဲ့နေရာပဲကွာအလူဒါနလေးလုပ်ရအောင်ကြက်ရော့ evil chicken အမျိုးတွေဆိုတော့ငါအလူဒါနလေးလုပ်ပေးရပါဘောနော်ဒီကောင်ကတော့ evil chicken နဲ့အမျိုးမတော်ဘူးထင်တယ်နော်တေးရိုင်း okay ရွာရောက်ပြီတကားဖွင့်မယ် hello ကြောင်လေးတွေငါဝင်လို့ရမလားကလောက်ရပြီပြီးရင် good job ငါတို့တကားပြန်ပေးရအောင် okay bread မင်းကြောင်တကောင်ဘယ်ရောက်သွားလဲကြောင်တကောင်မရှိတော့ bread မင်းဘယ်လိုလုပ်ရတော့ဟုတ်ကောင်ဒီကောင်ကွာလှုပ်လည်းမလှုပ်ပါလာလှုပ်နေလည်းမသိရောင်ရေးအလုပ်လာလုပ်ပါကွာလာအဲ့ဆိုမင်းကိုကြတော့အိမ်ထဲမှာမနေခိုင်းတော့မင်းဒီနားလေးမှာနေကြည့်ပါလားဒီနားလေးမှာစောင့်လိုက်မင်းโอเคရရမလားအော်ပြီးတော့ပြောနေကြတယ်ဒီမှာထွက်လို့ရတယ်တဲ့1 2 3လောက်no ငါနေရာရထွက်လို့ရတယ်အဲ့ဆိုရင်မထွက်လို့မရအောင်လုပ်လိုက်မလဲနော်အော်ဒီလိုလုပ်လိုက်ရင်ပြီးပြီလေအဲ့ဆိုတက်လို့မရတော့လေငါလည်းတုံးလိုက်တယ်ကွာโอเคပိတ်ပြီဘယ်တော့ဆိုရင်ဒီမှာထွက်လို့မရတော့ကျေးဇူးတင်ပါတယ်ပြပြပေးတာကျွန်တော်ရွာသားတွေကိုပို့ပြီးတော့လုံချောင်လုပ်လိုက်ပြီဟဲ့အောင်ဘယ်သွားမလို့လဲဟဲ့အောင်မင်းအဲ့ဘသူဝင်ခိုင်းလဲအဲ့တဲ့ကိုသွားရောင်ရေးလောက်ပေါင်းကျွန်တော်တို့ရဲ့တကယ်အစီအစဉ်ရပါတော့ဒီမှာကျွန်တော်တတိုင်းလေးလောက်ထားတယ်တတိုင်းလေးကဒီမှာမနေ့တော့စောက်ထားတဲ့တတိုင်းလေးပါဒီမှာအရှည်ကြီးပဲအဲ့တော့ဒီနားမှာဒီရွာရဲ့နိုင်ရံနေမှာကျွန်တော်အားပေးရဲ့ subscriber တွေရဲ့နာမည်ရေးမယ်ပေါ့နော်ကျွန်တော်အကြံဉာဏ်ရှိတယ်ဒီထိတ်မှာပထမဆုံးစကြရအောင်ကျွန်တော် comment ဖတ်လိုက်အမြဲတွေ့ရဲ့လူ3ယောက်ရဲ့နာမည်ရေးမယ်ပေါ့နော် okay KPL ပထမဆုံးတယောက်က KPL crafter ဆိုသူ့နာမည်ကတော့ဟုတ်တယ်ပြီးတော့ပထမဆုံးတယောက်ကတော့ KPL crafter တဲ့Leo Gaming မြန်မာနောက်ဆုံးတယောက်ကကြတော့တီဟာတူအဲ့3ယောက်ကတော့ကျွန်တော်ခဏတွေ့လို့ပေါ့နော်နောက်ကြရင်ကျွန်တော် sign တွေအများကြီးလုပ်ထားမယ်ခုကြည့်နေတဲ့လူတွေနာမည်ပါခြင်းနဲ့ဆိုရင်လည်း comment မှာပဲရေးလိုက်ပေါ့နော်ကျွန်တော်ဒီမှာအပြည့်လုပ်ပေးမယ်ဗီဒီယိုစတိုင်းမှာ okay ဒီတရွာလုံးပြည့်အောင်လုပ်မှာကွာဟုတ်တယ်မလားအရင်ဆုံးတော့လက်စစ်မီးလုပ်ပေးပါမယ်ခင်ဗျာမင်းတို့မနေ့တော့ပြောခဲ့တဲ့ဟာလေးလက်စစ်မီးမရှိရင်တည့်ရတဲ့အတိုင်းပဲ zombie အများကြီးထွက်လာလို့နည်းနည်းလုံနေဒီနားကြီးကမှောင်နေဟာတရွာလုံးတော့ထုံပြေးပါပြီဟိုဘက်ချက်မှာနည်းနည်းလေးကောင်းပါပြီတိုးတော့ဒီနားလေးနည်းနည်းလုံနေတယ်နောက်မှပဲလာရအောင်နော်ငါမှမီးသွေးမရှိတော့ဘူးလာ bread သူတို့မစောင့်နေတော့သူတို့အလုပ်လုပ်တာငါတိသွားပြီအဲ့တော့ယုံသွားပြီလာ bread တွေလာပါမင်းကိုလည်းအစားအစာကျွေးရအောင်မယ်ရော့ bread ဘာလုပ်နေရလဲရောင်ရေးတော်တယ်ကွာဒီအပေါက်လေးကနေဝင်လာokay bread တော့မယ်yes creeper တော့ခွေးတွေက creeper ကိုက်နေလားခွေးရကြော creeper မကိုက်နော် okay ရတယ်တော်သေးရဲ့ bread ရေမင်းခုတ်ပြီးတော့ဒါအိမ်ပြန်ရအောင်အစင်မပြေဘူး bread လာရွာမှာပဲအိမ်မယ်တော့မယ် let's go တကားလေးကိုဖွင့်ပါ Mr. ကြောင် come on okay ရပြီပြီးတကားပိတ်မယ်ကျွန်တော်အိမ်ပြန်ကြမယ်ကျွန်တော်ခုနပြောတဲ့အတိုင်းပဲဒီနေ့ကတော့ကျွန်တော်တို့တထေးအိမ်စောင့်မယ်ရေကူးကန်လဲပါတယ်ဆိုတော့ကျွန်တော် bread ကိုလည်းရေကူးကိုင်းလို့ရပါတော့ဟိုမှာ bread သူကရေကူးရကြိုက်တယ်ကွာbread no bread
no ဘယ်သွားတော့လာတတိထားမိလာတော့မသိဘူးเนาะပိုးရှေ့မှာကြည့်လိုက်ကျွန်တော်ရဲ့ site king ကိုထပ်ပြီးတော့အစ်စ်မြင်လာတယ်1ဆင့်2ဆင့်3ဆင့်4ဆင့်5ဆင့်ရှိသွားပြီအရင်တော့3ဆင့်လား4ဆင့်လားအဲ့လောက်ပဲရှိတာဒီမှာလိုတဲ့ပစ္စည်းတွေဂလောက်โอเคရပြီစဆောက်တော့မယ်เนาะโอเคစမယ်အရင်ဆုံးတော့ဒီနာအဖူးအထစ်ကြီးဖြစ်နေရဲ့ကောင်းပါမဒါကတော့ကျွန်တော်ရဲ့ spectator account ပေါ့เนาะဒီမှာကျွန်တော်မြင်ရလားဟုတ်မှာအောက်မှာကျွန်တော် account တေးသေးလေးဖြစ်သွားပြီတွေ့လားโอเคအဲ့ဒါကကျွန်တော်တို့ပို့ပြီးတော့ရှင်းအောင်လို့ပေါ့နော်ကျွန်တော်အိမ်ဆောက်တဲ့ချိန်တိုင်းလောက်ထားတာပါအဲ့ဒါဆိုစကြရအောင်ဒီနားမှာအဖူးထစ်ကြီးဖြစ်နေတယ်အဲ့ဖူးထစ်ကြီးဖြစ်နေတဲ့ဟာကိုကျွန်တော်ရှင်းထုတ်မယ် Okay let's go ဟုတ်ပြီပြီးရင်တော့ကျွန်တော်တို့အရင်ဆုံးတော့ရေကန်လေးစောင့်ရင်ကောင်းမှာတင်တယ်တစ်သားယူမယ်တစ်သားရကျွန်တော်ရိုးရိုးတာမန်တစ်သားပဲတုံတယ်တကယ်ခစ်တစ်အိမ်တော်တော်များများမှာတော့ရေကန်ကတော့ပါတယ်ပေါ့နော်အဲ့တော့ရေကန်လေးစောင့်မယ်ဟုတ်ပြီးတော့ရေကူးကန်ကတော့ဒီလောက်လေးပါနောက်ပြီးကြမှာအလှဆင်မယ်ပေါ့နော်ရေလဲနောက်မှဖြစ်မယ်ပြီးဒီဘက်မှာကျွန်တော်တို့အိမ်ဆောက်ကြအောင်လမ်းလဲဝင်လို့ရပြီအိမ်လဲဝင်အပေါ်တက်လို့ရပြီရေလဲကူးလို့ရပြီပြီးနောက်ဆုံးကြံတာကမီးလေးထုံးဖို့ပဲ listen me right okay ဒီလိုလေးလုပ်မယ်တတိုင်းကလည်းနည်းနည်းတော့ကာထားတယ် zombie တော့မလာတော့ပါဘူးเนาะတတိုင်းကကာထားတယ်နည်းနည်းတော့ okay ပြီးတော့ဒီနာကကျတော့ကျွန်တော်တို့ရဲ့စမ်းချောင်းလေးတိတိလေးပါကြောက်တုံးကနေရေထွက်လာတယ်ပြီးတော့ဒီအောက်ကိုဆင်းသွားတယ်ပြီးတော့ဒီအိမ်ကကျတော့ဒါကျွန်တော်တို့နေမဲ့အိမ်ဖြစ်ပါတယ်ဒါကိုခဏနေပြမယ်ပြီးရင်ဒီအောက်ကရေကူးကန်ကတော့ညကြရင်ကူးရင်ဒီမှာအနက်ကြီးပဲရေနစ်ပြီးအောင်သေသွားနိုင်တယ်ကြောက်လိုက် Okay မိုးကလည်းကြွားလာပြီ Okay ဟိုမှာလင်းပြောင်းတော့လှမ်းကြည့်လို့ရတယ်ငါတို့ဒီကနေပြီးတော့ဒီနားမှာအပန်းဖြေလို့ရတယ်ထိုင်လို့ရတယ်ဇွန်ဘီရတယ်မိုးရွာလို့တက်လာမိုးမရွာရင်ဇွန်ဘီမတက်ဘူးရတယ်ဘာမှမဖြစ်အဲ့လောက်ကကျွန်တော်ဒီမှာအေးဆေးလေးပန်းဖြေလို့ရတယ်ဗောနော်ထိုင်ကုန်လေးထိုင်ပြီးတော့ဒီဘက်ချမ်းကကျတော့အိမ်အတွဲမိုင်းပြီးအပေါ်ထက်လည်းရှိမယ်အပေါ်ထက်ကကျတော့အိတ်ခမ်းလေးကျွန်တော်အိတ်ကြရအောင် Okay bread ကိုသွားပြရအောင် bread ကိုအိမ်အစ်စ်လေးမှာကျွန်တော်ခဏလေးနေခိုင်းပါဗောနော်ဒီအိမ်ဟာကျတော့ကျွန်တော်အလုပ်လုပ်တဲ့နေရာပဲလုပ်လိုက်တော့မယ်ဒီကတော့တကယ်နေမဲ့နေရာဟိုကကျတော့ပြင်းပြေလျှောက်သွားတဲ့နေရာဗော Okay ဒါ bread တော့မယ်ငါတို့အိမ်လေးလာyes no bread အိမ်ပေါ်မတက်နဲ့ဒါတော့ငါတို့ရဲ့တထေးအိမ်မင်းငါတို့အကုန်လုံးနေဖို့စောက်ပေးတာ Okay ဒီမှာတကားလေးဖွင့်မယ်အစင်လာဝင်လို့ရပြီ Yes တော်တယ်ဟာ Okay ဒီမှာကျတော့မင်းကစားရင်ကစားလို့ရပါတော့ရေစမ်းချောင်းလေးရှိရယ် Okay ဒီမှာပြီးတော့ဒီကအပင်နေတဲ့ site ပေးတာမင်းအတွက် Okay ပြီးတော့ဒီဘက်ချမ်းမှာရေကူးကန်လာနင်ရေကူးချင်တယ်မလား Come on Yay Brad la yay သူရေကူးနေ yay Okay ရေနဲ့ထဲသွားမယ်ရေကူးလို့ရတယ်အေးဆေးပဲ Okay Brad အဲ့ဆိုရင်ရေကူးတာတော်ပြီပေါ်တက်မယ်ငါတို့ Yes တော်လိုက်တာ Okay ဟုတ်ပြီဒီဘက်ချမ်းကကြတော့ဒါအိမ်ထဲကိုရောက်လာမှာလာငါတကားတက်ဖို့မေ့တယ်ဟာ Okay တက်လိုက်ပြီလာBrad ဒီအပေါ်မှာကြတော့အိတ်ခမ်း
အိတ်ခမ်းကကြတော့ငါအိတ်မှာမင်းလည်းလာအိတ်လို့ရတယ်မင်းကရေကူးလာကြိုက်တယ်ဆိုတော့ရေကူးကန်မှာပဲခဏနေလိုက်ပါလားโอเคစင်ပြေရမလားထိုင်လိုက်တော့โอเค bread ဒီမှာခဏနားလို့ရတယ်နော်ဒီမှာရှူကင်းလေးလည်းကြည့်ရင်လည်း right ဟိုမှာလေရင်ပြန်လည်းရှိတယ်ဆိုတော့ကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ကြမယ် bye bye